ငါမှရှိတယ်ဆိုတဲ့ခံစားချက်ကိုရကျင်တယ်ဆိုလို့ရှိရင်ဘုံတို့ပညာရှိအောင်လုပ်ရမယ်ဘုံငယ်ငယ်ကမဟာမြိုင်ဆရာတော်ဘုရားဥဇောတိကစာအုပ်ဒီလူတွေဖတ်ဖူးမယ်ထင်ပါတယ်တရားတွေလည်းအလွန်ကိုကောင်းတယ်ဘယ်တော့မှစိတ်ထဲမှာရိုးသွားတယ်လို့မရှိဘူးဘုံအကြိုက်ဆုံးနေတဲ့ကတပါးအဲ့ဒီဆရာတော်ကိုစိတ်ထဲကကျေးဇူးရှင်လို့တောင်အလိုလျောက်ခံစားရတယ်အဲ့ဆရာတော်ပြောတဲ့စကားတစ်ခုဘုံကအလွန်ကိုစွဲရစိတ်ထဲမှာလူတယောက်ကတဲ့ကိုဘဝအကြောင်းကိုတကယ်နားလည်လာပြီသိလာပြီဆိုတော့ဘုံပြောတဲ့ပညာကိုရပြီဆိုလို့ရှိရင်ဘလို့အတိုင်းဝိုင်းဘလို့အလွှာထဲမှာပဲသူဝင်သွားရဘလို့လူတွေနဲ့ပဲတွေ့သူ့မှာသိငယ်တယ်ဆိုတာမရှိဘူးခုကျတော့ကပစ္စည်းတွေဘလောက်ပေါ်ကိုယ့်ရဲ့ပစ္စည်းပေါ်တဲ့လူနဲ့တွေ့ရင်အလိုလျောက်သိငယ်သွားတာပညာဘလောက်တက်တယ်ပြောကိုယ့်ရဲ့တက်တယ်ဆိုတဲ့လူနဲ့တွေ့ရင်ကိုယ်ကဘာဖြစ်သွားအလိုလျောက်သိငယ်သွားတာဟုတ်လားတကယ်လို့ကိုကဒီပညာကိုသာမြင့်မားစွာရအောင်ရှာဖွေစုဆောင်းထားနိုင်မယ်ဆိုလို့ရှိရင်လူအများစုမှာမရှိတဲ့တန်ဖိုးရှိတဲ့အရာငါမှရှိတယ်ဆိုတော့ तू သိတယ်ဟုတ်လားသိတဲ့တို့ကြောင့်သူ့ရှိတဲ့အရာတွေကကိုယ့်ကိုမလွှမ်းမိုးနိုင်ဘူးကိုယ့်ရှိတဲ့အရာကသာသူ့ကိုလွှမ်းမိုးနိုင်အဲ့ဒါကိုပြောတာနော်ပိုက်ဆံရှိလို့ကျင့်တတ်မှုရတာတဲ့အသိဉာဏ်ရှိလို့ကျင့်တတ်မှုရတာကအလွန်အမင်းသာလွန်တယ်အဲ့ဒါကိုယ်တိုင်သိတာအဲ့ဒီဟာသူများပြောပြလို့မဟုတ်သဘောပေါက်ရဲ့လားဒါကြောင့်ပညာကြောင့်ဖြစ်တဲ့ချမ်းသာမှုကိုရဖို့အတွက်ပညာယတနာကိုဘယ်လိုမှမလုပ်ရှာဖွေရမယ်အကောင်းဆုံးနည်းပညာကတော့သတိပဋ္ဌာန်တရားကိုပွားများဖို့ပဲသတိပဋ္ဌာန်တရားကိုပွားလို့ရှိရင်အဲ့ဒါပညာဆိုတဲ့ယတနာကိုတဖြည်းဖြည်းနဲ့ဘုန်းဘုန်းတို့ကကြွယ်ဝချမ်းသာလာမယ်ပေါ့နော်အဲ့ဒါဘုန်းဘုန်းကလာကနီးမှာသတိပဋ္ဌာန်တရားအကြောင်းဟောမှပါသတိပဋ္ဌာန်ဟောခြင်းတဲ့စိတ်ကလည်းပဲရွာဖြစ်နေဒါပေမဲ့သူ့ကြီးဟောရင်လည်းပဲတရားနာပိဋကကလူငယ်ပိုင်းလူလက်ပိုင်းတွေပဲများပြင်းသွားမှာညှင်းငွေသွားမှာလဲဆိုးလို့အစုံစုပ်ကလေးဘုံဘုံကပြောတာဟုတ်လားဝတ်သားကြီးချက်ကျွေးလိုက်ဤတောက်ပြီးတော့မစားနိုင်မဲနေမှာဆိုဟုတ်လားနော်အဲ့ဒါသတိပဋ္ဌာန်တရားဆိုတာကကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတွေကိုဖြစ်နေတဲ့အတိုင်းလိုက်ပြီးတော့သိတာသူအလွန်မှမုံမြတ်တဲ့ကျင့်စဉ်နော်ကိုချမ်းသာအောင်လုပ်တဲ့နေရာမှာအထွတ်အထိပ်နီလန်းပဲသတိပဋ္ဌာန်ဆိုတာဟုတ်လားနည်းနည်းလုပ်ရင်နည်းနည်းချမ်းသာနည်းနည်းသိတာများများလုပ်ရင်များများချမ်းသာများများသိတာဟုတ်လားဒါကြောင့်ဒီဟာလေးကိုဘုံဘုံကတခါမှမလုပ်ဘူးသေးဘူးဆိုရင်စမ်းကြည့်စီခြင်းလေအစမ်းကောင်းကလေးရောနော်အဲ့ဒီစမ်းရကနေဆွဲသွားနိုင်တယ်ဒီဥစ္စာလူငယ်တွေကိုအဲ့လိုတိုက်တွန်းခြင်းလားသတိပဋ္ဌာန်တရားရဲ့ကျေးဇူးကိုင်7မိနစ်တော့ပြောလိုက်အောင်နော်ဧကာယနောယံဘိက္ခွေမေဃောတတ္တနဝိတုဒ္ဓိယတောကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတနာအဋ္ဌင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာနတသစ္စိကရိယာယလို့မြတ်စွာဘုရားကသူပေးမဲ့တတိပဋ္ဌာန်နီလန်းကိုမပေးသေးခင်မှာသူ့ရဲ့နီလန်းတိုင်းကျင့်ရင်အကျိုးကျေးဇူး9မျိုးရမယ်လို့အာမခံချက်အရင်ထုတ်ပြအဲ့ဒီချက်ကလည်းစိတ်ဝင်စားတယ်ကောင်းတယ်နော်သူပေးမဲ့နီလန်းမှာဒီအကျိုးကျေးဇူးတွေကိုသိကြပေါက်ရလိမ့်မယ်ဘာတော့ဆိုတော့တတ္တနံဝိတုဒ္ဓိယတတိပဋ္ဌာန်တရားကျင့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာတဖြည်းဖြည်းနဲ့အပြစ်ကင်းလာလိမ့်မယ်တန့်ရှင်းလာလိမ့်မယ်ဆိုလိုတာကအကုသိုလ်တွေနည်းနည်းသွားမယ်မကောင်းတဲ့စိတ်တွေတဖြည်းဖြည်းနဲ့ပျောက်သွားမယ်ကောင်းတဲ့စိတ်တွေတဖြည်းဖြည်းနဲ့များလာမယ်အဲ့ဒီချက်ဟာဘောမှာကျင့်တတ်စရာအကောင်းဆုံးပဲဝိတုဒ္ဓိဖြူရှင်တယ်လို့ပြောတာနော်စိတ်ဖြူရှင်လို့ရှိရင်လူတိုင်းကလေးစားမျက်နှိုးတယ်တန်ဖိုးထားတယ်ဒါဘေးကအထိုက်လျောက်သိလို့မျက်နှိုးကြတာကိုဖြူရှင်တာကိုကိုယ့်ထက်ဘယ်သူကပိုသိမလဲကိုယ်တိုင်သိရရင်ကိုပို့ပြီးတော့မကျင့်တတ်ပေဘူးလားကျင့်တတ်တယ်ကိုပို့ပြီးတော့မလေးစားပေဘူးလားလေးစားဟောဒီသဘောလေးကိုပြောတာနော်ဒါကြောင့်ဘုံဘုံရဲ့တရားအတူအစာလေးတစ်ခုလိုင်းပေါ်မှာလူတွေတော်တော်သဘောကျနေတာရှိတယ်ကိုယ့်ဘက်မှာကိုတယောက်လုံးရှိနေတာဘာအငင်နေတရားရှိတော့ချားဘူးလားမသိဘူးနော်ကိုကောင်းတယ်ဆိုတာသူများအတိမတ်ပြုတ်နေကြမလိုပါဘူးကိုကောင်းတာကိုသိရရင်လုံလောက်ပါပြီကိုယ့်ဘက်မှာကိုတယောက်လုံးကြီးရှိနေဒီသဘောကိုပြောတာနော်အဲ့လိုလေးနေတဲ့ခံစားချက်တွေကိုရသွားစေနိုင်တဲ့အကျင့်လုပ်ငန်းစဉ်သတိပဋ္ဌာန်တရားဆိုတာနော်တတ္တနံဝိတုဒ္ဓိယစိတ်ကိုဖြူရှင်သွားစေမယ်တောကပရိဒေဝနာတမတိကမာယပျက်စီးမှုနဲ့ကြုံလာပြီဆိုရင်ပုထုသင်တော်ရဲ့စိတ်ဟာစိုးရိမ်နေပျက်စီးသွားတဲ့အရာကတန်ဖိုးရှိတယ်လို့ထင်လေစိုးရိမ်မှုကကြီးလေနောက်ဆုံးတန်ဖိုးကိုဖြတ်လို့မရဘူးလို့ကြီးပြီဆိုရင်တော့ထင်ပြီဆိုရင်တော့ဘာဖြစ်မလို့ငိုချလိုက်မှာပါနော်ဟုတ်လားတောကပရိဒေဝအဲ့ဒါသတိပဋ္ဌာန်တရားအားထုတ်ပါများလာလို့ရှင်းကျက်လာပြီဆိုလို့ရှိရင်တုံးတုံးစိုးရင်စရာငိုစရာနဲ့တွေ့လည်းပဲသူစိုးရင်လည်းငိုတယ်ဆိုတာမရှိဘူးကစားတရားပစ္စည်းပြတ်သွားတဲ့အခါမှာကလေးကတော့ငိုတာပေါ့လူကြီးကတော့ငိုအောင်မလားဘယ်ငိုမလို့ဒါငိုလောက်တဲ့ကိစ္စမဟုတ်ဘူးလို့သိတယ်လေက
လေးရတော့ဒါသူ့အတွက်အလွန်မှကိုအရေးကြီးနေတယ်အဲ့တော့ဘုန်းဘုန်းတို့တွေဟာတရားရှုထောင့်ကကြည့်လိုက်ရင်အတိညာအရာမှာကလေးအစင်ပဲရှိသေးတယ်ဆိုရင်တော့ပျက်စီးမှုလေးတွေကြုံတာနဲ့ကိုယ်စိတ်ကတုန်လှုပ်နေပြီဟုတ်လားအတိညာအရာမှာလူကြီးအစင်ရောက်သွားမယ်ဆိုရင်တော့ဘာဘလို့ပျက်စီးနေလေတုန်လှုပ်တယ်ဆိုတာအလွန်မှနည်းသွားနောက်ဆုံးဘဝတောင်ပျက်စီးသွားရအောင်မဲ့အနေအထားကိုပြီးပြင်းမြင်ထားတယ်ဆိုရင်ဂျားကလာမှာတွေ့ကြုံလာတဲ့ပျက်စီးမှုလေးတွေကသူ့စိတ်ကိုမတုန်လှုပ်စေဘူးဒီလိုမျိုးပေါ့ဟုတ်လားတောကံပရိဒေဝံကိုကြော်လွှမ်းသွားစေနိုင်တယ်ဒုက္ခဒေါမနတနာအထင်ကမာယကိုဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတတရားတွေကိုချုပ်ငြိမ်းသွားစေနိုင်တယ်ညာယတ္တအဓိကမာယအခုပြောနေတဲ့အတိဉာဏ်ပညာဆိုတဲ့ယရနာကိုတဖြည်းဖြည်းနဲ့တိုးတက်သွားစေပြီးတော့နောက်ဆုံးသစ္စာလေးပါးအမှန်တရားကိုထွန်းသိတဲ့မဲ့ဉာဏ်ဖို့ဉာဏ်ဆိုတဲ့တကယ်တရားယရနာကိုပိုင်ဆိုင်တဲ့လူသားတစ်ယောက်ဖြစ်တော့ရောက်သွားမယ်နိဗ္ဗာန်တသစ္စိကရိယာယဒီဘဝမသေးခင်မှာကိုပဲနိဗ္ဗာန်ချမ်းသာကိုကြိမ်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေနိုင်တဲ့အည်သွေးကိုရမယ်ဒီလောက်ကောင်းမွန်ပြည့်စုံတဲ့အကျိုးရလဒ်တွေကိုရစေနိုင်တဲ့ကျင့်စဉ်ကိုဘာကြောင့်ဘုန်းဘုန်းတို့ဟာနော်မကျင့်မဲနေရမလဲလက်တွေ့ကျင့်ပြီးတော့ဘုရားရဲ့ဒေသနာတော်တွေကိုမှန်လိုက်တာလို့တသက်ပြနိုင်အောင်ဘုန်းတို့ဘယ်လိုမလို့ကြိုးစားရမယ်အခုဒီလူငယ်တွေထဲမှာမြတ်စွာဘုရားရဲ့သာသနာတော်ကိုအများကြီးတည်တံ့ခိုင်မြဲစေခြင်းတဲ့လူတွေပြည့်နေမယ်လို့ဘုန်းဘုန်းထင်ပါတယ်နော်ဒါကြောင့်တရားပွဲလေးတွေပြီးတဲ့အခါမှာဘလို့တောင်ဆိုကြတော့ဗုဒ္ဓသာသနာရှိတာဒိဋ္ဌတုမြတ်စွာဘုရားရဲ့အဆုံးအမအကြာကြီးတည်ပါစေအဲ့တော့မြတ်စွာဘုရားသူ့ရဲ့အဆုံးအမအကြာကြီးတည်ခြင်းနဲ့ဆိုရင်ဘလို့လုပ်ရမလဲနီလန်ပေးထားတာရှိတယ်တတိပဋ္ဌာန်တရားကိုပွားများနေသမျှကလပ်ပတ်လုံးသာသနာဟာအကြာကြီးတည်လိမ့်မယ်တတိပဋ္ဌာန်တရားမပွားများတော့ဘူးဆိုရင်သာသနာဟာမြန်ပျောက်ကွယ်သွားလိမ့်မယ်လို့ဟောတယ်ဟုတ်လားဟုတ်တယ်တကယ်လင်းတဲ့အပိုင်းမှာအကုန်လုံးစိတ်သုံးသွားပြီးတော့အပေါ်ရန်အခွန်တွေပဲကြာတော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအပေါ်ရန်မျက်နှာဖုံးလောက်အယောင်တွေလောက်ပဲကြံတော့မှာနော်တကယ်အနှစ်သာရပိုင်းဆိုင်ရာဘာဖြစ်သွားမှာလို့စိတ်သုံးသွားမှာဒါတော့အနှစ်သာရတွေပြည့်ဝနေအောင်ဘုန်းတော်ဘာလို့ရမှာလို့တတိပဋ္ဌာန်တရားပွားများပြီးတော့အသိဉာဏ်ပညာနဲ့ပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်အောင်ကြိုးစားရမယ်တကယ်သိလို့တကယ်ချမ်းသာလာပြီဆိုရင်သူများကိုဓာတွေကိုမဖြတ်မဲမဝေပဲမတိုက်တွန်းမဲသူနေနိုင်မလားမနေနိုင်ဘူးအဲ့ဒီနီးနဲ့သာသနာဟာကြီးပွားမှာကိုဘာမှမသိဘူးဆိုရင်ဘာမှချမ်းသာတဲ့အကြောင်းလည်းမရှိဘူးဘာမှသူများကိုပြောလို့စိတ်လည်းမရှိဘူးပြောစရာလည်းမရှိဘူးအဲ့ဒီနီးနဲ့သာသနာဟာတဖြည်းဖြည်းနဲ့ဆုတ်ယုတ်သွားမှာဟုတ်လားဒါကြောင့်လေသံနေလောက်နဲ့သာသနာတော်ကိုချစ်နေလို့မရဘူးသာသနာကိုတကယ်ချစ်တယ်မပြောက်ပြက်စေခြင်းမှုဆိုရင်ဘုန်းဘုန်းတို့ဟာဘာလို့ရမလို့တတိပဋ္ဌာန်တရားကိုပွားများပိုက်ဆံရှိရမယ်လို့မပြောဘူးနော်ပိုက်ဆံနဲ့သာသနာကိုစောင့်ရှောက်လို့မရဘူးဟုတ်လားယုံကြည်မှုတရားတရားကြိုးစားအထောက်မှုဝိရိယတရားအဲ့ဒီကဖြစ်ပေါ်လာတဲ့အသီးအပွင့်ပညာတရားဒါတွေနဲ့သာလေသာသနာတော်ကိုစောင့်ရှောက်လို့ရသဘောပေါက်ရလားဟုတ်ပြီအဲ့တော့ပညာယတနာကြောင့်ပြောတာနည်းနည်းအားပါသွားတာနော်လူသားတွေအတွက်မျက်နှိုးပွေရအကောင်းဆုံးယတနာဆိုတာဘာကိုပြောတာတော့ပညာကိုပြောတာတဲ့အဲ့လိုဆိုရင်ဘုံဘုံတို့၄ခုမြောက်နောက်ဆုံးမေခွန်းရဲ့အဖြေကိုသွားရအောင်ကိဉ္တုစောရိဟိဒုဟရံလူဆိုးတွေတခိုးတွေကကိုယ်စီကနေအတင်းအာရမလူယူသွားလို့မရတဲ့အရာဘယ်ရာလဲကိုတကယ်ပိုင်တဲ့အရာနော်ပိုင်တာမှဘယ်သူမှလူယူလို့ကိုမရအောင်နော်အဲ့ဒီလိုကိုတကယ်ပိုင်တဲ့အရာဘယ်ရာလဲလို့မေးတာအဲ့တော့မြတ်စွာဘုရားကဘယ်လိုဖြေတော့ဆိုတော့ပုံညာစောရိဟိဒုဟရံပုံညာကောင်းမှုသည်စောရိဟိဒုဟရံလူဆိုးတစ်ခုတွေလူယူဖြစ်စီလို့မရနိုင်တဲ့အရာပဲကောင်းမှုနော်အဲ့တော့ကောင်းမှုဆိုတာကအကျဉ်းပြင်းဘုံဘုံတို့ခွဲခြားမယ်ဆိုရင်ဒါနရှိတယ်သီလရှိတယ်တမာတိရှိတယ်ပညာရှိ၄မျိုးနော်ဘယ်အရာလေးကိုကောင်းမှုလို့ပြောတာလဲဆိုရင်အရည်အသွေးရှိတဲ့ကောင်းမွန်တဲ့စိတ်ကလေးဖြစ်သွားတာကိုအဲ့ဒါကောင်းမှုဖြစ်တယ်လို့ပြောတာကုသိုလ်ရတယ်ဆိုအဲ့ဒါစိတ်ကောင်းကလေးဖြစ်သွားတာကိုကောင်းမှုရတယ်ကုသိုလ်ရတယ်လို့ပြောတာနော်ဒါဘုန်းဘုန်းတို့ဘယ်သူမှလူယူလို့မရတဲ့အရာကိုယ့်ရဲ့စိတ်ကောင်းကလေးပဲအဲ့ဒီစိတ်ကောင်းကလေးကအယောင်တလက်ထွက်ပြီးတော့ကိုယ့်ကိုကောင်းကျိုးချမ်းသာကိုပေးမဲ့အနေအထားမျိုးဒါတင်စားပြောတာစိတ်မှာဘယ်အယောင်ထွက်မလို့ဟုတ်လားဒါပေမဲ့သူ့ရဲ့မျက်နှိုးပေါ်ရကောင်းတဲ့အရည်အသွေးလေးကိုပေါ်လွင်အောင်ဘုံဘုံကပြောပြတာဒီကောင်းမွန်တဲ့စိတ်ရဲ့နော်အကျိုးဆက်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့အစွမ်းတတ္တိတွေကအများကြီးရှိဟုတ်လားမြတ်စွာဘုရားတော့ကောင်းမှုကိုဘယ်လိုပြောတာတော့နော်ဒုက္ခတေတံအဓိဝဆနယတိတံပုံညာနေကောင်းမှုဆိုတာမင်းတို့လိုလားတောင့်တနေတဲ့ချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးပါလို့
အဲ့လိုလေးလှလှပပပြောဟုတ်လားအဲ့တော့အဒီကောင်းမှုကိုဘုံဘုံတော့ဘာလို့ရမလို့ကြိုးစားပြီးတော့ကိုယ်တန်တာမှာမကြဖြစ်အောင်အားထုတ်ရမယ်အဲ့ဒါရထားပြီဆိုရင်ဘယ်သူမှဒါကိုလူယူဖြစ်စီလို့မရတနည်းပြောရရင်ကိုယ်တကယ်ပိုင်တဲ့အရာပြောရရင်ကိုယ့်အပေါ်မှာသစ္စာအရှိဆုံးအရာကိုယ်တန်တာမှာဖြစ်ပေါ်သွားတဲ့ကောင်းတဲ့စိတ်ပဲနော်မြတ်စွာဘုရားကတော့ဘလို့မြင်ပြတော့မနတ္တာစီပတန်နေနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနုတိဆာယဝအနုပါယိနိကြားဘူးတယ်မဟုတ်လားဆာယဝအနုပါယိနိကိုယ့်ရဲ့အရေးဟာကိုယ်ဘယ်တော့မှမစွန့်တယ်လို့ကိုယ်နောက်မှာအမြဲတမ်းလိုက်နေမလို့လိုက်နေတဲ့အရာဖြစ်တယ်လို့ကောင်းတဲ့စိတ်နဲ့ဘုန်းတို့ပြောတယ်လုပ်တယ်ဆိုရင်ချမ်းသာဒုက္ခကိုယ်နောက်ကိုအမြဲတမ်းလိုက်နေတယ်ဟုတ်လားဒါကြောင့်ကိုယ်တကယ်ပိုင်တဲ့အရာဘယ်အရာလဲလို့မေးရင်ကောင်းမှုကောင်းမှုကလွဲလို့ကြံတဲ့အရာတွေထဲမှာကိုယ်တကယ်ပိုင်နေဆိုတာတကယ်တမ်းကမရှိအခိုက်အတန့်ပိုင်တာပေါ့နော်ဆိုကြပါစို့ပစ္စည်းတစ်ခုကိုလူတစ်ယောက်ကကင်မင်းသုံးကွာတရက်နေတပတ်ခါကြာရင်ငါပြန်ပေးရမယ်ဆိုအဲ့ဒီပစ္စည်းကိုကိုယ်ပိုင်တယ်လို့ပြောလို့ရသလားမရဘူးနော်သူအခိုက်အတန့်ကိုပေးထားတာအမြဲတမ်းကိုယ်စိတ်တိုင်းကြမဟုတ်ဘူးနော်အဲ့တော့ဘုန်းတို့ဒီလူဘဝမှာကိုယ်ပိုင်တယ်လို့ထင်တဲ့အရာတွေဟာမသေးခင်လေးပဲကိုယ်ပိုင်တာတချို့ပစ္စည်းတွေဆိုရင်မသေးခင်ထိတောင်မပိုင်ဘူးမသေးခင်မှာတောင်ပြတ်သွားတာတွေရှိတယ်ဟုတ်လားဒါပေမဲ့သေချာတာကတော့သေပြီဆိုတာနဲ့ပိုင်ရှင်ကတန့်ပြီးတော့ပြောင်းသွားတာနော်မိဘသေပြီဆိုရင်ရေဘူးရသဘောတော့သာသမီးကဆက်ပိုင်သွားတာပေါ့ဟုတ်လားတကယ်တမ်းကိုမပိုင်တော့ဘူးကိုစီမံခန့်ခွဲလို့လည်းမရတော့ဘူးကိုကဇလန်းအသစ်နဲ့ဟိုမှာဆက်ကနေပြီဒါကတစ်ခုချားသွားပြီပေါ့နော်ဟုတ်လားအဲ့တော့သောတော်ကဒီကုသိုလ်ဥစ္စာဆိုတဲ့ဒီကိုတကယ်ပိုင်နေဆိုတဲ့အရာကတော့သိပြီးတဲ့နောက်မှာတော့ဘုန်းတို့ထားခဲ့เสียမလို့အဲ့ဒီအည်အသွေးကကောင်းမှုတစ်ခုမှပဲရှိတယ်ကောင်းတာတွေထဲမှာနော်ကျန်တဲ့အရာကသူကအခိုက်အတန့်ပဲပိုင်တာနော်အမြဲထာဝရပိုင်နေဆိုတာကဘာတော့ကောင်းမှုပဲရှိတာဒါကြောင့်မလို့မြတ်စွာဘုရားကောင်းမှုသည်လူဆိုးတစ်ခုတွေကလူယူဖြစ်စီလို့မရတဲ့အရာလို့ဟောတာဟုတ်လားဘုံကဓမ္မပဒပါဠိတော်ထဲမှာလာတဲ့ဂါထာလေးတစ်ပုဒ်ကိုအလွန်သဘောကျတယ်ဗုဒ္ဓမတ္ထိဒနာမတ္ထိဣတိပါလောဝိညတိအတ္တပိအတ္တနောတ္ထိကုတောပုတ္တောကုတောဒနအလွန်ကောင်းတယ်ဒီဂါထာလေးနားလည်ဖို့လည်းနည်းနည်းတော့ခက်တယ်နော်ဗုဒ္ဓမတ္ထိဒနာမတ္ထိဣတိပါလောဝိညတိဗုဒ္ဓမတ္ထိငါမှသာသမီတွေရှိတယ်ဒနာမတ္ထိငါမှဥစ္စာပစ္စည်းတွေရှိတယ်ဣတိပါလောဝိညတိအတိညာနှုံနဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအတွေးနဲ့သူ့စိတ်နှလုံးဟာပင်ပန်းနေတယ်တဲ့သာသမီရှိတဲ့လူတွေလက်တွေ့စဉ်းစားကြည့်နော်စိတ်တွေပင်ပန်းတိုင်းသာသမီအကြောင်းစဉ်းစားပြီးတော့ပဲပင်ပန်းကြတာများစီးပွားရေးအကြောင်းစဉ်းစားပြီးတော့ပဲပင်ပန်းရတာများတယ်ခုဓာတ်ရိုက်ကြီးဟောထားတယ်နော်ငါမှသာသမီရှိတယ်ဆိုတဲ့အတွေ့ငါမှဥစ္စာပစ္စည်းရှိတယ်ဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ရပဲသူ့ရဲ့စိတ်ကိုမလုပ်နေတော့ပင်ပန်းအောင်ကြိတ်ချေနေဗုဒ္ဓမတ္ထိဒနာမတ္ထိဣတိပါလဝိညတိအတ္တပိအတ္တနောနတ္ထိကုတောပုတ္တောကုတောဒနာအတ္တပိအတ္တနောနတ္ထိကိုယ်ဒီပင်ကိုယ့်အတွက်တကယ်မရှိဘူးတဲ့ကျန်တဲ့အရာတွေကိုယ်မှာရှိတယ်ဆိုတာဘယ်မှာလာရှိမလို့နော်ကိုယ်ဒီပင်ကိုယ့်အတွက်တကယ်မရှိဘူးကုတောပုတ္တောကုတောဒနာဘယ်မှာလာပြီးတော့ကိုယ်မှာသာသမီဆိုတာရှိမလဲဘယ်မှာလာပြီးတော့ကိုယ်မှာဥစ္စာပစ္စည်းဆိုတာရှိမလဲတဲ့ယာနှုံးပြီးနားမလည်နိုင်မှုဒီဒေသနာကိုနော်ဘုံဘုံလည်းပဲယာနှုံးပြီးနားမလည်သေးဘူးဖះပေါ်မှာယုံကြည်မှုနဲ့ပဲပြောနေတာစွတ်ပြီးတော့လည်းအထင်ကြီးမနေနဲ့နော်ဟုတ်လားငါမှသာသမီရှိတယ်ဆိုတဲ့အတွေ့ငါမှဥစ္စာပစ္စည်းရှိတယ်ဆိုတဲ့အတွေ့ဟာစိတ်နှလုံးကိုပင်ပန်းစေတယ်ဆိုတာတော့နားလည်တယ်ဟုတ်တယ်အဲ့ဒါကြောင့်ဝယ်ပင်ပန်းနေတာရှိတယ်ဆိုတဲ့အရာတွေကပဲစိတ်ကိုနှိပ်စက်နေတယ်မရှိဘူးဆိုတဲ့ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ကိစ္စကိုယ်စိတ်ကိုဘလို့နှိပ်စက်တယ်လဲဘလို့မှမနှိပ်စက်ဟုတ်တယ်နော်နောက်ဆုံးနားလည်ဖို့ခက်နေတာကငါသည်ပင်လည်းငါအတွက်တကယ်မရှိဘူးဆိုတဲ့စကားနားလည်ဖို့အရင်ခက်တယ်နော်ဆိုကြပါစို့အရင်ဘဝကဒီထဲမှာအသက်30ဆိုရင်30လူဟာသူ့ရဲ့အရင်ဘဝ32နှစ်ဟိုဘက်ဟာသူ့ရဲ့အရင်ဘဝမှာနော်